ဤမျိုးသမီးသည်အစားအသောက်အတွက်မိသည့်အခါများပတ်ဆက်မှုပေးပဲအလကားစားရရန်အတွက်မတော်တဆမှုများကိုဟန်ဆောင်ဖန်တီးလိချီသည်သူမသည်ချမ်ပီယံဘို့သို့ခရမ်းကျင်သည့်ဆော့စ်များလောင်းချကာနင်းမိတဲ့အောင်ပြုလုပ်သည့်ဒဏ်ရာရသွားသည်ဟုအကြောင်းပြတတ်သည်သူမ၏ကားနောက်ဖုံးသေးတွင်လည်းထို့သို့လိမ်လည်ရန်အတွက်အသုံးပြုသည့်ကိရိယာတန်စာပလာများအပြည့်ရှိနေသည်တနေ့တွင်သူမသည် TV အသစ်တစ်လုံးပါလာသည့်အမျိုးသားတဦးကိုပြစ်မှတ်ထားလိုက်သည်ထိုအမျိုးသားကားကိုနောက်ဆုတ်လိုက်စဉ်စူးစူးဝါးဝါအော်ဟစ်တန်တစ်ခုထွက်ပေါ်လာသည်အမျိုးသားမှာသူ၏ကားနောက်တွင်လဲကျနေသောသူမကိုတွေ့လိုက်ရသည်သူမကသူမ၏ခြေထောက်ကျူးသွားသည်လူဆိုကလော်ကျဲတောင်းတော်သည်အမျိုးသားကဝီခွေးမရဖွင့်နေခြင်းတွင်သူမကအုံနောက်ထိခိုက်သွားသည်ဟုထပ်မံဖိဆွတ်ကနာကျင်လုံး၏အော်ဟစ်နေဟန်ဆောင်လိုက်သည်နောက်ဆုံးတွင်ထိုအမျိုးသားမှာစေကုတစိတ်အဖြစ်ဒေါ်လာ12,000နီကိုပေးလိုက်ရသည်ထို့နောက်တွင်သူမသည်တစိမ့်မြင့်အဝတ်အစားများဝတ်ဆင်ထားသည့်တက်ကြီးရွယ်ကိုအမျိုးသမီးတဦးကိုထပ်မံပြစ်မှတ်ထားပြန်သည်သူမသည်ကားနောက်တွင်နေရာယူလိုက်တော်လဲဖြတ်မောင်းလာသောကားတစ်စီးကသူမကိုအရင်ဆုံးတိုက်မိသွားသည်တက်ကြီးရွယ်ဦးအမျိုးသမီးမှာဘာမှမသိပဲကားကိုနောက်ဆုတ်လိုက်ရာလိန်လဲသူအမျိုးသမီး၏ခြေထောက်များမှာကားအောက်တွင်ညှပ်သွားတော်သည်သူမသည်ထိတ်လန့်တုန်လှုပ်သွားသည့်911သို့ဖုန်းဆက်ခဲ့သည်ကယ်ဆယ်ရေးအဖွဲ့ရောက်ရှိလာသောအခါထိုအမျိုးသမီးအသက်ရှင်နေသည်ကိုတွေ့ရသည်ရဲအရာရှိတဦးကသူမအားနာမည်ကျော်လိန်လဲသူတဦးကြီးမှတ်မိသွားပြီးအနီးနားရှိကင်မရာများကဖြစ်ရအားလုံးကိုရိုက်ကူးထားနိုင်ခဲ့ကြောင်းဖွင့်ချလိုက်သည်ထိုအခါမှအမျိုးသမီးသည်သူမ၏အစီအစဉ်များကိုပေါ့ပေါ့ပါးပါးဖြင့်ဝန်ခံလိုက်ပါတော့သည်